ကျွန်တော်ရဲ့6လကျော်ကြာ running shoe ရှာပုံတော်ခီးရဒီနေ့မှာပြီးဆုံးသွားခဲ့ပါပြီကျွန်တော်လက်ထဲကိုနာမည်ကျော်အားကစား brand Puma ရဲ့ DV8 Nitro 3 ဖက်နက်ကလေးရောက်ရှိလို့နေပါပြီအဲ့တော့ကျွန်တော်တို့ဒီဖက်နက်ကကျွန်တော်တို့နေ့လောက်ဆက်စုကြည့်အောင်နော်ဒီနေ့မှာတော့ကျွန်တော်မျောလင်းကြီးစောင့်သားခဲ့ရတဲ့အချိန်တွေအများကြီးပေးပြီးစောင့်ခဲ့ရတဲ့ဒီ Puma DV8 Nitro 3 ဖက်နက်လေးရောက်ရှိလို့လာပါပြီအဲ့တော့ကျွန်တော်ဒီဖက်နက်လေးကိုဖွင့်ကြည့်အောင်ဒီလိုကျွန်တော်ဖွင့်ကြအောင်ဟုတ် DV8 Nitro 3ဟုတ်ဖက်နက်ကမိုက်တယ်ကျွန်တော် color wheel ကတော့ကျွန်တော်အကြိုက်တယ်ကျွန်တော်စိတ်ကြိုက်ရွေးပြီးတော့ဝယ်တာပေါ့နော်ဒီကောင်က DV8 Nitro 3ရဲ့မှာဒီ color wheel ကဒါမာရသွန်စီးရီးအနေနဲ့ပေါ့နော်ဒါ special edition ထုတ်ထားတဲ့ဖက်နက်ပေါ့နော်ဒီမှာဆိုရင်ဒီကပ္ပချိန်ကြီးရမာရသွန်ပြိုင်ပွဲရဲ့နာမည်ပါပါတယ်ဒီမှာမာရသွန်စီးရီးအနေနဲ့ထုတ်ထားတဲ့ဖြစ်တဲ့အတွက်ပေါ့လေဒီမှာနာမည်လေးပါတယ်ပြီးတော့ဒီပါမာရသွန်ပြိုင်ပွဲတွေရဲ့အကောင်းဆုံးစံချိန်တွေလည်းပါတယ်ပွဲတစ်ခုချင်းစီရဲ့အကောင်းဆုံးစံချိန်တွေထည့်ပေးထားတယ်ဒီဖက်နက်ကအပေါ်သားအပါကိုတော့ engineer mass တုံးထားတဲ့အတွက်ကိုဒီတက်တာရှိပြီးတော့လေတွေအတွက်အရန်ကောင်းလို့လေချိန်တာပြေးရဆိုတော့မှ6ခုကမျိုးလုံးဝမရှိဘူးเนาะနောက်ပြီးတော့ဒီဖက်နက်ရဲ့အသက်ပေါ့เนาะဒီ miso နှစ်ထပ်ပါဒီ miso နှစ်ထပ်လေးကြိုင်လိုက်ရင်လုံးဝ AG တဲ့ဒါပေမဲ့တကယ်ပြေးရချိန်ကြရင်တော့လုံးဝ bounce ပြန်ခံအားကောင်းပြီးတော့ပြေးလို့အရန်ကောင်းတဲ့ဖက်နက်ဖြစ်ပါတယ်နောက်ပြီးတော့ဒီဖက်နက်ရဲ့နောက်ထပ်အားသာချက်တစ်ခုအနေနဲ့ဒီမှာ carbon plate တစ်ခုပါတယ်။ Puma ရဲ့ carbon plate ဒီ midsole နှစ်ခုကြားထဲမှာ carbon plate ပါတဲ့အတွက်ကိုကျွန်တော်ပြေးတဲ့အခါမှာလုံးဝ energy return ပေါ့နော်ကျွန်တော်တစ်ချက်နေလိုက်တာနဲ့နောက်ကနေပြန်ပြီးစောင့်တိုးမိတဲ့ပုံစံမျိုးအဲ့လိုမျိုးအားသာချက်တွေပါတယ်။အဲ့တော့ဒီမှာ Puma plate ကိုသုံးနောက်တစ်ခုကျွန်တော်ကြိုက်ဆုံးကတော့ Puma grip ရဲ့အောက်ခြေ rubber သားပါ။ running log မှာ Puma ရဲ့ grip ကတော့နာမည်ကြီးပဲဗျ။လမ်းချောတွေမှာပြေးရင်တော့ချော်လဲမှာလုံးဝစိတ်ကူစရာမလိုအောင်အရှိန်တင်လို့ရတယ်ပြေးလို့ရတယ်နောက်ဆုံးအနေနဲ့ကျွန်တော်ရဲ့အမြင်ကိုပြောရမယ်ဆိုရင်လူကြီးမင်းကပြီးဆက်ချင်တဲ့အပြေးသမားဖြစ်ဖြစ်ဒါမှမဟုတ်နေတိုင်းပြေးတဲ့အခါမှာဒူးနာတတ်တဲ့သူမျိုးဆိုရင်လုံးဝဒီဒူးမနာပါတော့ဒီခါကျတချို့ပြေးရလူရကျွန်တော်ဖနှောက်နဲ့ပြေးရလူရှိတယ်ဒီဖနှောက်နဲ့ပြေးရလူတွေကြာဖနှောက်နဲ့ကြာတဲ့အချိန်မှာဒူးနာဖို့ရာခိုင်တော့များတယ်ပေါ့နော်ဒါမျိုးမဖြစ်အောင်လဲသူကကာကွယ်ပေးတဲ့သဘောမျိုးရှိတယ်လုံးဝဒီအောက်နောက်ကလုံးဝအမြင့်ကြီးထားတာလေပြီးတော့မှဒီအောက်ကိုဒါရှူးပြီးတော့သွားတယ်အဲ့မှာဒီကောင်ကကျွန်တော်ဒီခြေဖွားလေကောင်မှာချရတဲ့လူတွေအတွက်လည်းအဆင်ပြေတယ်ပြီးဖနှောက်နဲ့ချရတဲ့လူတွေအတွက်လည်းအဆင်ပြေတယ်အားသာချက်အနေနဲ့ကတော့လုံးဝဒီဖက်နက်ကစီးပြေးလိုက်တယ်မှာတက်တာအမြဲရှိနေမှာပေါ့နော်ကျွန်တော် personal feeling အနေနဲ့ကတော့ဒီဖက်နက်လေးကိုကျွန်တော်ဝယ်လိုက်မိတဲ့အတွက်ကိုလုံးဝစိတ်တိုင်းကြတယ်ကျွန်တော်ရဲ့အကြိုက်ဆုံးဖက်နက်ထဲမှာတော့မှဒီဖက်နက်ကပါမှာပေါ့နော်နောက်ပြီးတော့ဒီဖက်နက်ကိုဝယ်လိုက်တဲ့အတွက်ကျွန်တော်ဘယ်တော့မှနောင်တရမှာတော့မဟုတ်ဘူးပြီးသွားရင်စီးကြည့်မယ်ပြေးကြည့်မယ်နောက်ပြီးဒီဖက်နက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဝယ်ဖို့အတွက်ကိုကျွန်တော်အချိန်အများကြီးလေ့လာပြီးတော့မှကျွန်တော်ဝယ်ထားတဲ့အတွက်ကိုဒီဖက်နက်ကိုတော့ကျွန်တော်က 100% ယုံကြည်မှုအပြည့်ရှိတယ်နောက်ပြီးတော့ကျွန်တော်ကတော့ဒီဖက်နက်ကိုကျွန်တော်ရဲ့ personal feeling ကတော့ကျွန်တော်ဒါကျွန်တော်ဈေးကြီးဆုံးဝယ်စီးမှုတာဖြစ်တဲ့အတွက်ကိုအဲ့တော့ကျွန်တော်ဒီဖက်နက်ကိုကြိုက်တယ်နောက်အဲ့လိုဖက်နက်တွေကိုလည်းကျွန်တော်ဝယ်စီးကြည့်ခြင်းပေါ့နော်အဲ့လိုမျိုးကျွန်တော် running ကိုအရန်ကိုကြိုက်သွားတဲ့အတွက်ကိုကျွန်တော် running shoe တွေကိုလည်းကျွန်တော်ပြန်ယူလာတယ်ပေါ့နော်အဲ့တော့ running shoe စုရလေးနဲ့ဝါနာပါလာတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒါ
လုံးဝကြိုက်တဲ့ဖက်နက်ပေါ့နော်အဲ့တော့ဒီဖက်နက်လေးကိုကျွန်တော်စီးကြည့်မယ်ပြေးကြည့်မယ်တော့ brother တို့အနေနဲ့လည်းဒီတက်ပိုကောင်းတယ်ဒီတက်ပိုမိုက်တဲ့ဖက်နက်တွေရှိရဆိုရင်ကျွန်တော်ကိုလာပြီးတော့အကြံဉာဏ်ပေးလို့ရတယ်အဲ့ဒါကိုအဲ့လိုဖက်နက်တွေကိုလည်းကျွန်တော်ဝယ်စီးနေပြီနော်အဲ့လိုကျွန်တော်အားလုံးကျေးဇူးတင်ပါတယ်